မြတ်စွာဘုရားရှင်ဤမိခင်မေတော်မာယာသည်မြည်သည့်အသက်အရွယ်တွင်နတ်ရွာဆန်ခဲ့သည်။နံပါတ်1 46နှစ်နံပါတ်2 56နှစ်နံပါတ်3 66နှစ်အဖြေမှန်ကတော့56နှစ်ဖြစ်ပါတယ်။မြတ်စွာဘုရားရှင်ရသည်ဖြစ်ဖြစ်ဗျာဒိတ်ခံယူရသောဘဝပေါင်းမည်များရှိသနည်း။နံပါတ်1 5ဘဝနံပါတ်2 9ဘဝနံပါတ်3 10ဘဝအဖြေမှန်ကိုမှတ်မှဖြေခဲ့ပါ